1 2 3ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တပုတ်ဆရာရှင်ရလာမယ်ဖြစ်ပါတယ်ဘာလေးကိုနေရတာအဆင်ပြေလားပေါ့ပြေရရမ်းပြေရ ဟိုညီမဟိုဘလို့တိပြီးစားရိုက်ဖြစ်သွားတယ်ပေါ့ လို့တိတ်လဲဆိုတော့ပထမတစ်ခေါက်ကြိုက်တာ2023ပါဟုတ်တယ်2နှစ်လောက်ဒီချိန်ကနေတူတယ်နော်3နှစ်လောက်တော့ပြည့်ပြီလားဟုတ်တယ်အဲ့တဲကရိုက်ပြီးတော့သဘောကျလို့အဲ့တော့ဟိုကလေမိတ်ကပ်ပြင်နဲ့အဲ့အမချစ်ပြရလေတငယ်ချင်းနဲ့အဲ့လိုမျိုးတစ်ခါ package အခုပြန်တွေ့ပြီးရိုက်ပြီးတော့ကျင်းနဲ့လာပေါ့ ကျင်းတဲ့အဆင်ပြေတယ် ဟုတ်ကျေးဇူးပါ ဟိုက နော် ဘယ်လိုပြောလဲရိုက်တာလဲလက်ရလဲအရင်အဆင်ပြေပုံချမ်းမာတွေကတော်တော်လေးကြိုက်တယ် ဟုတ်နမစပင်းလေးနည်းနည်းလေးအနောက်ပို့ပြီးပါလား